ခိုင်းငေါ scholarship program ဖြစ်ပါတယ်အဲ့တော့ဂျပန်လို့ဆိုရင်တော့ခိုင်းငေါရှောဂတ်ခင်ဆဲသူ2026ခုနှစ်ဒီနှစ်ရဲ့အောက်တိုဘာ intake အတွက်ခေါ်မှာဖြစ်ပါတယ်ခိုင်းငေါ scholarship ကဘာကိုရည်ရွယ်ပြီးတော့မှဒီ scholarship ကိုခေါ်လဲဆိုတော့အရင်ဆုံးရည်ရွယ်တာခိုင်းငေါဖူကုရှိရှိဆိုတဲ့ဟာခိုင်းငေါဖူကုရှိရှိဆိုတာကမြန်မာလို့ဆိုရင်တော့ခိုင်းငေါပညာရှင်ဆိုတဲ့လက်မှတ်ရပြီးတော့မှခိုင်းငေါပညာရှင်အနေနဲ့ဂျပန်မှာလုပ်လို့ဖို့အတွက်ကိုရည်ရွယ်တဲ့ scholarship program ဖြစ်ပါတယ်2026အောက်တိုဘာ intake ရဲ့ program အကြောင်းလေးကိုရှင်းပြပေးပါမယ်အဲ့တော့2026အောက်တိုဘာ intake ဆိုတော့2026အောက်တိုဘာကနေပြီးတော့မှနော်2028 April အထိပေါ့နော်တစ်နှစ်နဲ့6လတစ်နှစ်ခွဲကိုနေဟွန်းဂတ်ခလို့ခေါ်တဲ့ဂျပန်စာဌာနမှာတစ်နှစ်နဲ့6လဂျပန်စာကိုသင်ယူရပါမယ်ဆိုစုငရောဖြစ်သွားမယ်အကြောင်းပြီးသွားပြီဆိုလို့ရှိရင်အဲ့တော့2028 April ကနေပြီးတော့မှ2030 April အထိကိုခိုင်းငေါဖူရှိဂတ်ခလို့ခေါ်တဲ့ခိုင်းငေါဌာနမှာခိုင်းငေါဘာသာရပ်ကို2နှစ်ထပ်ပြီးတော့မှတက်ရပါမယ်ကျောင်းပြီးသွားပြီဆိုလို့ဆိုရင်ဆိုစုငရောဖြစ်သွားပြီဆိုတဲ့အခါကျရင်9နှစ်အလုပ်ဝင်ပေးမယ်9နှစ်အလုပ်ဝင်ပေးမယ်ဆိုလို့ဆိုရင်ခုနကတက်ခဲ့တဲ့3နှစ်နဲ့6လစာလုံးရင်ကျောင်းလာကတွေကိုပေးစရာမလိုတော့ဘူးဂျပန်မှာကျောင်းတက်လို့ဆိုလို့ဆိုရင် language school 1 year ပေါ့နော်ပုံမှန်1 year တက်မယ်ဆိုလို့ဆိုရင်တစ်နှစ်စာရဲ့ကျောင်းလာကဂျပန်ရန်ငွေ86တောင်းလောက်ရှိတယ်မြန်မာငွေနဲ့ဆိုရင်210လောက်ရှိတယ်3နှစ်ခွဲစာအတွက်ကို scholarship ပေးထားတာဖြစ်ပါတယ်ဆိုတော့ဂျပန်စာကျောင်းတစ်နှစ်နဲ့6လတက်ခဲ့တဲ့ကျောင်းလာကကိုကြတော့ခိုင်းငေါ်ဂီဟာကနေပေးတယ်ပြီးတော့နောက်တစ်ခုကခိုင်းငေါ်ကျောင်းတက်တဲ့ကျောင်း2နှစ်စာကျောင်းလာကကိုဂျပန်အစိုးရကပေးတယ်စီရင်စုတွေကအစိုးရကနေပြီးတော့မှပေးပါတယ်ဗောနော်2နှစ်စာကျောင်းလာကကိုတော့ခိုင်းငေါ်ဂီဟာမှာ9နှစ်အလုပ်ပြန်ဝင်ပေးမယ်ဆိုလို့ရှိရင်3နှစ်နဲ့6လစာလုံးပြန်ဆက်เสียမလိုပါဘူး3နှစ်နဲ့6လတက်ပြီးသွားပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ခိုင်းငေါ်ဖူရှိရှိဖြစ်ပါမယ်ခိုင်းငေါ်ဖူရှိရှိတယောက်ရတဲ့ရထိုက်တဲ့လက100%ရမယ်ရတဲ့ရထိုက်တဲ့ထောက်ပံ့ကြီးတွေရမယ်ဘယ်လိုလျှောက်ထားနိုင်တဲ့သူတွေကထပ်တန်းအောင်ထားတဲ့သူ JLPT F4 အောင်ထားတဲ့သူခိုင်းငေါ်ဘောနော်ဘိုးဘဆောင်းလျှောက်ကိုစိတ်ဝင်စားတဲ့သူဘိုးဘဆောင်းလျှောက်ကိုစိတ်ဝင်စားတဲ့သူဖြစ်မှသာလျှင်ပဲခိုင်းငေါ် scholarship ကိုလျှောက်လို့ရမှာဖြစ်ပါတယ်နှစ်ရှည်လက်များဂျပန်မှာနေနိုင်တဲ့သူဖြစ်ရမယ်အနည်းဆုံး8နှစ်ခွဲဂျပန်မှာနေနိုင်မှသာလျှင်ပဲဒီ scholarship ကိုလျှောက်လို့ရမှာဖြစ်ပါတယ်18ကနေ30အတွင်းရှိတဲ့သူအခု seminar ကအခုဒီနေ့9ရက်နေ့မှာ seminar လုပ်တယ်လျှောက်ထားတာကကြတော့တက်နိုင်ဆုံး6ရက်နေ့မှာရှောက်မယ်မရှောက်ဘူးဆိုတာပြန်ပြောပေးပါပြီးတော့ဂျပန်စာစစ်တာကြတော့9 10 11 12 13ဆိုတဲ့အပတ်ထဲမှာဂျပန်စာစစ်ပါမယ်ပေါ့နောက်တစ်ခုကကျောင်းအင်တာဗျူးကကြတော့အဲ့ဒီအပတ်ရဲ့နောက်က2ပတ်ကြံတဲ့ထဲမှာကျောင်းအင်တာဗျူးရှိပါမယ်အမြန်ဗျူးရမှာအင်တာဗျူးကကျောင်းအင်တာဗျူးရှိပါမယ်ကျောင်းအင်တာဗျူးပြီးသွားလို့ဆိုရင်တော့3လပိုင်းမှာကုမ္ပဏီနဲ့အင်တာဗျူးရှိပါမယ်COE လျှောက်တဲ့စာရေးစာတန်းကိုစပြင်ပါပြီပေါ့နော်ပြင်ပြီးသွားရင်ဂျပန်လာဝကကိုလျှောက်ပါမယ်နော်8လပိုင်းလောက်ကုန်လောက်ကြရင် COE အောင်ဝင်ထွက်မယ်ပြီးတော့ COE ရပြီဆိုတာနဲ့passport PJ ဖြစ်တဲ့လူတွေလည်း COE မူရင်းယူပြီးတော့ PE ကိုချိန် PV သမားတွေကတော့တန်းပြီးတော့မှဗီဇာလျှောက်မယ်ဗီဇာရပြီဆိုတာနဲ့ Nuga Kushki ဆိုတဲ့ဒီကျောင်းဝင်တဲ့ပွဲတွေကကြတော့10လပိုင်း intake ဖြစ်တဲ့အတွက်ကြောင့်မလို့10လပိုင်းအစမှာလောက်တာများတယ်ဒါကြောင့်မလို့အဲ့မတိုင်ခင်6လပိုင်းလောက်မှာတပတ်လောက်ဖြစ်ဖြစ်3-4ရက်လောက်ဖြစ်ဖြစ်စောပြီးတော့မှသွားလေးရှိပါတယ်အဲ့တော့မိမိဇယိတ်ဖြင့် language school LS ဆိုတာ language school ကိုပြောတာ language school သွားတက်ပြီဆိုပါကကုန်ကြဇယိတ်နော် agency ဝန်ဆောင်ကဆရာတို့28သိန်းယူတယ်28သိန်းထဲမှာဘာလဲဆို show money ပြတာတို့ sponsor ပေးတာတို့ဘာတို့အကုန်လုံးပါတယ်အဲ့တော့စုစုပေါင်းမြန်မာငွေနဲ့တွက်ကြည့်လိုက်တဲ့ခါကျတော့338သိန်းနဲ့ပြန်မြယူလိုက်မှဆိုရင်350လောက်ကုန်မှဂျပန်သွားလို့ရမှာဖြစ်ပါတယ်ခိုင်းငေါအခုခိုင်းငေါ scholarship နဲ့သွားမယ်ဆိုလို့ဆိုရင်ဘာကုန်မှာလဲဆိုတော့ဆရာတို့ရဲ့ agency ဝန်ဆောင်ကဆိုဘာတွေဝန်ဆောင်မှုပေးမှာလဲဆိုဟုတ်ပထမအစမှာပြောခဲ့တဲ့ဟာတွေအကုန်လုံးဝန်ဆောင်မှုပေးမှာ40နဲ့စွန်းစွန်းလေးပဲကြော်တောင်းတန်းလေးပဲကြော်တယ်အဲ့တော့လေလက်မှတ်ကကြတော့ခံမှန်းကြီး16သိန်းဝန်းကျင်လောက်ကုန်မယ်ပေါ့နော်ဆရာတို့ဘက်ကယူတာကတော့ဒီဟာပဲရှိတယ်ဒီ agency ဝန်ဆောင်ကတစ်မျိုးပဲရှိတယ်ဒါပဲရှိတယ်အောက်ကလေလက်မှတ်နဲ့အဆောင်ကကြတော့ကြိုသွင်းရမယ်ခါကြလို့ဆိုရင်တော့ဒီလောက်ကြိုပြီးတော့မှသွင်းရမှာပါ3လစာပေါ့နော်အဆောင်က3လစာကြိုသွင်းရတဲ့ခါမျိုးကြရင်အဲ့လိုမျိုးရှိမယ်လေလက်မှတ်ကကြတော့ဘယ်လိုပဲဖြစ်ဖြစ်အော်တိုဘိုင်ဆိုလို့ဆိုရင်တော့400ဝန်းကျင်လောက်နဲ့ရနိုင်လိမ့်တယ်450တော့မကျော်တော့ပါဘူးအဲ့လောက်ဝန်းကျင်လောက်ပဲရှိတယ်ဒီအဆောင်ကောက်ဖယ်ထားပြီးတော့မှလေလက်မှတ်နဲ့ agency ဝန်ဆောင်ကဆိုလို့ဆိုရင်တော့56သိန်းလောက်ကုန်မှာဖြစ်ပါတယ်အဆောင်နဲ့ပတ်သက်ပြီးတော့အကြောင်းကဒီနှစ်မှာဘယ်လိုညွှန်ကြားမလဲတော့မသိသေးဘူးပေါ့နော်အရင်နှစ်တွေကတော့ဒီဟာလေးကို31သိန်းကြိုပြီးတော့မှသွင်းပေးရပါတယ်ဂျပန်ရောက်ရင်တော့3လနေလို့ရပါပါနော်ထပ်ပြီးတော့မကုန်တော့ဘူး COE ရရှိတော့မှခိုင်းငေါ် scholar 100%ရတယ်ဆရာတို့စီမှာရှောက်သမျှအကုန်လုံးက100%ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ကိုကအရင်တော့ကအလုံးနဲ့ရှောက်ခဲ့ဘူးတယ်အလုံးနဲ့ COE ရခဲ့ဘူးတယ်လို့ဘာလို့ရှိတယ်ဆိုလို့ဆိုရင်ဆရာတို့ကိုတည်တည်ချာပုံမှန်လေးပြောပေးပါ SCOE လေးလည်းယူလာခဲ့ပေးပါ
ရှင်းပြပေးတာဒီလောက်တည်းဖြစ်ပါတယ်ဆရာတို့ကလူဘက်ကူကာတော့ရှူရှော့ခုမှာတယ်เนาะကြောင်းတက်တဲ့အချိန်ကနေစပြီးတော့မှအခုလုံဝင်တဲ့အထိကိုဆရာတို့က support ပေးမှာဖြစ်ပါတယ်ဂျပန်မှာလက်ရှိခိုင်းကော့စကောလာနဲ့ဆရာတို့စီကသွားတဲ့ကျောင်းသားတွေလည်းပဲလက်ရှိဆရာတို့တောက်လျှောက်ဂျပန်မှာအခက်အခဲတစ်စုံတစ်ရာရှိတယ်ဆိုလို့ဆိုရင်ဆရာတို့ကတောက်လျှောက်support ပေးနေတာဖြစ်ပါတယ်အဲ့တော့ရှောက်ထားခြင်းတယ်ဆိုလို့ဆိုရင်တော့ဒီမှာပြထားတဲ့ဟာကိုလည်းရှောက်လို့ရတယ်ပြောလို့ဆိုလို့ဆိုရင်အခုလက်ရှိ Viber group ထဲမှာ admin တွေရှိတယ်ပေါ့နော် admin တွေရှိတယ်သူတို့စီမှာလည်းပဲသွားပြီးတော့မှရှောက်လို့ရပါတယ်